အားလုံးမင်္ဂလာပါကျွန်တော်တို့စကားထားလေးညနေလေးလာတာဗီဒီယို2ကိုရောက်ပြီပေါ့နော်ကျွန်တော်မနေ့တော့ဗီဒီယို1မှာလည်း comment မှာ yes လေးရေးပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ပြီဒါဆိုရင်2ကိုသွားမယ်多ฉันยาวๆ多ฉันเชื่อว่ามาတင်ပြီသားနော်多ฉันငါရဲ့ကိုယ်တည်းငါခန္ဓာကိုယ်ကยาวๆရှည်လေးขี้เกียจตอนแดดออกขี้เกียจရဲ့အဓိပ္ပာယ်ပြင်းတာตอนချိန်မှာ dead ออกနေထွက်တာနေအောင်ကြီးထွက်တယ်နေထွက်တယ်ပေါ့နော်နေပူတယ်နေရှိတယ်ဆိုရင်နေပူတယ်ဆိုရင်လို့ပြောချင်တာဆိုတော့ขี้เกียจตอน dead ออกဆိုတော့နေပူတဲ့ခါမှာပြင်းတယ်တဲ့နေထွက်လာလို့ရှိရင်ပြင်းတယ်ပေါ့နော်နောက်တစ်ကြောင်ขยันตอนฝนตกขยันตอนฝนตกขยันကြိုးစားပါတယ်ตอนฝนตกမိုးရွာတဲ့အချိန်မှာဆိုရင်ကြိုးစားတယ်တဲ့ขยันตอนฝนตกမိုးရွာရင်ကြိုးစားတယ်အလုပ်ကြိုးစားတာပြောတာနော်အဲ့ဒါช่วยไม่ให้เปียกช่วยไม่ให้เปียกช่วยကူညီပေးပါတယ်ไม่ให้เปียกမဆူရွှဲအောင်မဆူအောင်เปียกဆိုတာဆူရွှဲတာပေါ့နော်ไม่ให้เปียกဆိုတော့မဆူအောင်ပေါ့နော်ช่วยไม่ให้เปียกဆိုတော့မဆူအောင်ကူညီပေးပါတယ်တဲ့ဒါဆိုလို့ရှိရင်အဖြေလေးကတော့အားလုံးရေးမိမယ်လို့ထင်တယ်အဲ့တော့အဖြေလေးကို comment မှာရေးခဲ့ပေးပါအောင်เนาะနောက်ထပ်ဗီဒီယို3မှာထပ်တွေ့ပါမယ်ကြိုးရှည်ဆိုရင် comment မှာ yes လို့မှန်သွားပြီပါကျေးဇူးများတင်ပါတယ်ခပ်ပွန်ခပ်